ကအခုလာပြီနော်သူတို့တိုက်လို့မနိုင်တော့ဘူးဆိုတော့သူတို့သိတယ်အချမ်းပက်လက်နဲ့ကန်တောင်းချမ်းသူတပုံကတိုက်လို့မနိုင်ဘူးဆိုတာကောင်းကောင်းသိတယ်အခုလည်းမင်္ဂလာပါရှယ်ရင်းမြန်မာရှင်မြန်မာကျော်ဆိုပါလိမ့်ဖြက်စီးပြစ်တာနော်လာချိုးမျိုးကြီးတစ်မျိုးလုံးကိုဖြက်စီးအောင်လာချိုးမျိုးကြီးဖြက်စီးသွားလားအဲ့လိုမဟုတ်ဘူးလေလူတွေအကြောက်တရားနဲ့ရင်ဆိုင်သွားရတယ်မျိုးတွေအားဖြက်စီးအခုမိုးကိုမျိုးတွေဖြက်စီးတဲ့ဒီတရားနန်တွေMND ကိုကန့်နေနော်ရှမ်းမြောက်ဟိုမှာအေးဆိုရင်ရခိုင်ဘက်မှာအကုန်ဖြက်စီးသွားတာနော်ဖြက်စီးပြစ်တာအခုရှမ်းမြောက်ဆိုကျွန်တော်ပြောမယ်ဗျာကြောင်မဲတီဘောနော်ဟိုဘက်ကိုတီဘောကျော်သွားရင်ကုန်းတာဒါထောင်းဟိုမှာတော့နောင်မုံတို့နောင်ခွဲတို့ခေးနင်းတို့လားချိုးတို့ဟိုဘက်မှာဆိုလို့ရှိရင်လားချိုးကိုကြော်သွားတာနဲ့ရေဘူးရွာကနေပြီးတော့တိန်နီရောက်တယ်တိန်နီပြီးကိုခိုင်ကနေပြီးတော့မှမူဆယ်ကိုရောက်မှာအဲ့ဒါတွေအကုန်ပြက်စီးသွားပြီမူဆယ်တမျိုးလည်းကွက်ကြံနေတာနော်နိုင်ငံရေးနဲ့စီရေးရဲ့သဘောတရားမှာခင်ဗျားတို့စဉ်းစားသင့်တယ်မူဆယ်ကိုဒီကောင်တွေဘာလို့မတိုက်လဲမူဆယ်မှာတက်မကိုထိုင်နေတာပဲနော်အရင်တက်မကိုတက်မမှုဗိုလ်ချုပ်ဆိုးလိုက်နော်အခုဒုတိယတိုင်းမှုထွက်သွားတာကျွန်တော်ပတ်စံခင်ဗျားတို့ပြလို့ရတယ်စစ်တီစစ်သားတွေအတွက်နော်အဲ့မှာတပုံအကြမ်းမဲ့တဲ့ကန်တောင်းချမ်းသူတွေကသူတို့နေမီကန်တွေနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့တက်မတော်သားတွေကိုနော်ကောက်ချစ်စင်းလဲစွာနဲ့လှုပ်ခဲ့လို့ဆေးရုံတိဆောက်ဖို့ဆိုပြီးတော့မှ90 50အရင်လူတာအော်ပြီးတော့ဆေးပရိသပင်ဘိုးဆိုပြီးတော့မှ30လူတာနော်ဗိုလ်ချုပ်ဆိုးလိုက်ဆိုတော့တေသား21ကသွားမေးကြည့်နော်အဲ့လိုမျိုးမဟုတ်ဘူးဒါပြောပြတာဒီကောင်တွေအကုန်လုံးကျွန်တော်တို့တက်မတော်ကိုလေအမျိုးစုံအဖက်ဖက်ကနေတိုက်ခိုက်ခဲ့တဲ့ကောင်တွေကအခုကြတော့ဟမ်အစိုးရနဲ့ဆွေးနွေးဖို့အစဉ်သင်းတို့ဘာတို့တော့မှဟမ်ဘာလဲတရုတ်ကိုဒီကောင်တွေကကျွန်တော်ခမားတို့ကျွန်တော်အကြောင်းဟိုနော်အခုလောက်ဆိုသိလောက်ပြီဒီလက်လက်ကန်တောင်းချမ်းသူတပုံကဖာတယ်မတွေလို့ဖာကြည့်ဖာကြံနေလို့အဲ့ဒါကိုကျွန်တော်တို့ဗမာလူမျိုး PDF တွေကနားမလဲဘူးဘလို့ဖာကြည့်ဖာကြံလဲသိလားလက်လက်ကန်ကြောင်းအကျမ်းဘက်တောင်းချမ်းသူတပုံဗျာတနက်ကင်ထားတာတိုက်နေနိုင်အောင် NCA ဆိုတာငကိုတွေကပြောပြပြီးသားလေကျွန်တော်တို့ကနော် NCA ဆိုတာဦးသိန်းစိန်လက်ထက်တစ်ဆက်လုံးဒေါ်စုကြည်လက်ထက်တစ်ထက်လုံးလှုပ်လာတာအခုကြတော့ကျွန်တော်တို့ရဲဘော်တွေတက်မတော်မိသားစုတွေနော်ကြာဆုံးသွားတယ်တေဆုံးသွားတယ်ပျောက်ဆုံးသွားတယ်အဖက်ဖက်ကနေပြီးတော့မှနော်ဒီမှာတော့မှကျွန်တော်အမှန်တိုင်းပဲပြောမယ်နော်သွေးတွေမချောက်ချသေးဘူးအချို့တော့ကြာဆုံးသွားတဲ့စစ်တီတွေရဲ့မိသားစုတွေလာစာပုံမှန်မရသေးဘူးဥပိုင်မရသေးဘူးအခုချိန်ကျတော့အချမ်းမလက်နဲ့ကန်တောင်းချမ်းသူတပုံကဟမ်ပြောလာတဲ့စကားဘာစကားလဲကျွန်တော်တို့နိုင်ငံနှစ်ပေါင်း80ကျော်ရှိနေပြီကျွန်တော်တို့လက်မခံနိုင်ဘူးကျွန်တော်အသက်45နှစ်ရှိပြီကျွန်တော်အဖေ86နှစ်ရှိပြီဒီတိုက်ဒီအားတွေအကုန်လုံးမိခဲ့ပြီးပြီကျွန်တော်အမျိုးမျိုးပြောပြီးသားဥခင်ညို့ဦးသိန်းစိန်ဦးမင်းအောင်နဲ့တရထဲနေလာတာအဖေကနော်အခုကျတော့ဒီမေလိုးတွေအဲ့လိုပြောတိုင်းကျွန်တော်တို့ကလှုပ်ပေးရမှာလားလှုပ်ပေးကြမလို့ဘူးနော်စစ်ရဲ့သဘောတရားအရာသူတို့တိုက်ခိုက်ပြီးပြီအေးကျွန်တော်တို့တခုပဲပြောရင်လက်လက်ချမှာလားချမှာကျွန်တော်တို့လက်ခံလို့ရမှာအခုသူတို့မနိုင်တော့ဘူးမနိုင်ဒီသဘုံတွေကိုကျွန်တော်ဆွမ်းနာစကားပြတ်သွားလို့ပြောချင်တာဖာကြည့်ဖာကြံလို့လူတက်လက်နဲ့တွေကင်ပြီးတော့အချောင်းမထုံးမြတ်နိုင်လို့ကျွန်တော်ပြောခဲ့တာကျွန်တော်ပြောတာအဲ့ဒါကိုပြောတာဟမ်တဘုံကအခြေပြေလက်နဲ့ကင်လိုက်တိုက်လိုက်ဟမ်နောင်ချိုတို့ကြောင်မဲတို့ကူတီဘောတို့အကုန်လုံးစမ်းပြည်နယ်မြောက်ပိုင်းတပြည်နယ်လုံးဖြတ်စည်းပြီးကကြမှာအခုကြမှာအမဲလာတာအရင်စလာတာ TNN နေနော်စပြောပြီးဆွေးနွေးပါမယ်လို့ဘာလို့အဲ့တော့အောက်ကနေမပြောတာမဟုတ်ဘူးနော်အပေါ်ကနေပြောတာနော်အပေါ်ကနေပြောတာဟိုအပေါ်ကြီးနဲ့တရုတ်ကြတော့ဟိုကြော်မျိုးမရတော့မပြောပါဘူးကြော်မျိုးမရတော့ထားပါတရုတ်ကြတော့ဖင်သွားခံပြီးတော့လက်ရှိမြန်မာနိုင်ငံကို
ဖြက်စီးပေါင်းများစွာလုံနေတဲ့မအေလိုးတွေကအပေါ်ကနေစစ်တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့လက်ရှိအစိုးရနဲ့တရားဝင်စစ်တပ်ကြီးကိုတရားဝင်တပ်မတော်ကြီးကိုအပေါ်စီးကနေအမဲသူတို့ကစီးဝေးဖို့အသင့်မှာပါညာနဲ့လီးတောင်လန်ပြချင်တာကျွန်တော်ကဒီမအေလိုးတွေကိုတဲ့လားအေးရထုံးမြနိုင်ရောတာဖုံးကျော်ရောအင်ပန်သားတို့ဂွမ်မော်တို့ကိုကန်းအခုဟိုမေလိုးတော့ဖမ်းထားတာဖုံတာရှင်ဟုတ်လားဟုတ်လားဝါကောင်ဘဲကောင်လေလီးပဲလို့ပြောမယ်မင်းတို့တက်မတော်ခေါင်းဆောင်တွေကမပြောရင်ငါတို့မြန်မာနိုင်ငံသားတွေကဗမာတိုင်းသားဘွားတာမင်းတို့လီးပဲလို့ပြောလို့ရတယ်သိလားမေလို့ငါတို့ဗမာတွေအကုန်လုံးလက်နက်ကင်ကြည့်လိုက်ကိုမေကိုလိုးသွားမယ်သိလားငါလိုးမမေလိုးတွေနော်အဲ့ဒါကိုလေအခုငိမ့်ချမ်းရေးပါဘာမှညာပါဆိုရင်လီးလို့ရမှာလားမင်းတို့ကောင်တွေကိုမင်းတို့ TNL တွေမင်းတို့အင်အားဘယ်လောက်ရှိလို့တော့မင်းတို့ဘာလို့တိုင်းပြည်ကိုဖျက်ဆီးလို့ဒီအချိန်မှာတက်မတော်ကကွယ်ဦးစီးချုပ်အနေနဲ့လည်းပြက်ပြက်သားသားလုပ်ရမှာအကုန်လက်နဲ့ချခိုင်းလက်နဲ့ချပြီးမှဇပွဲပိုင်းကိုလာမင်းတို့လက်နဲ့တွေအကုန်လုံးတက်မတော်ရှိကိုအရင်ဆုံးပုတ်သိပုတ်တာညင်းနေပြီကျွန်တော်သားသမီးတွေဆိုရင်မနဲ့ဆိုရင်ကြောင်းသွားရတာကျွန်တော်တော်တော်ပေါက်ခွဲတာဒီနေ့ကျွန်တော်လည်းတခြားကိစ္စရှိတယ်မပြောချင်လို့နော်ကျွန်တော်တို့ကဗမ်းမလိုက်ဘူးဗျဒီလိုတက်မတော်ဆိုလဲတက်မတော်ထဲမှာရှိနေတဲ့အချင်းမြတ်ချစားတဲ့လူအကြောင်းပြောတယ်နိုင်ငံတော်မှာအချင်းမြတ်ချစားတဲ့လူကိုကျွန်တော်တို့ပြောတယ်အခုဟာဗျာကျွန်တော်တို့ရဲဘော်တွေဒုံးဘုံတွေရှော့တိုက်ဒုံးတွေနဲ့အသေးအတန်ပြစ်ခံရပြီးမှရခိုင်မှာဆိုလဲဟုတ်လား900ကျော်ပြစ်ခံရပြီးမှသေသွားပြီးတော့မှဖေးမရှိမေးမရှိတော့တဲ့ဘဝတွေရင်ဆိုင်နေရတယ်အခုတက်မတော်သားတွေနော်လာတာမရဘူးခင်ဗျားတို့ဥမာ114လား115လားပြောနေလေကြော်မိုးဆိုတဲ့တက်ချက်ကြီးရဟုတ်လားဒါတွေတော့မှမလုပ်ပေးနိုင်သေးဘူးအခုလာပြီ TNN တွေကဘာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အဲ့ဒါကိုနိုင်ငံတော်အဆင့်အနေနဲ့တက်မတော်ကာကွယ်ရေးစည်းချုပ်အဆင့်အနေနဲ့တုံ့ပြန်မှုကပြက်ပြက်သားသားပြည်သူလူထုသိအောင်တုံ့ပြန်ရမှာဗျနော်ခင်ဗျားတို့ဒီနိုင်ငံကိုခင်ဗျားတို့ပဲပိုင်တာမဟုတ်ဘူးဗျပြည်သူလူထုပိုင်တယ်ကျုပ်လည်းပိုင်တယ်ဗျကျွန်တော်ဒီနိုင်ငံဒီမြေပေါ်မှာကျွန်တော်ကြီးတာပိုင်တယ်လေပိုင်တို့ကျွန်တော်တို့တွေတရားဝင်လူတွေအမုန်းခံအသေးခံအသက်ခံမိသားစုတွေဘွားနဲ့ပြောတာဒီမေလိုးတွေကခွေးချင်းအမြဲတမ်းကြံတာမနိုင်တော့ဘူးခုလစ်ပြီးဒီကောင်တွေဆုံးသွားပြီဒီကောင်တွေဘာမှဆက်တိုက်လို့မရတော့ဘူးအဲ့တော့အစိုးရအစစ်တရအနေနဲ့အမြန်ဆုံးကျွန်တော်တို့တိုင်းပြည်ငြိမ်းချမ်းမဲ့ဆိုရင်လက်နဲ့ချခိုင်းအကုန်ချခိုင်းမလိုဘူးမလိုလားဘူးဒီ TNL လေဂျမ်ဘက်လက်ကန်တောင်းရသူအင်အားဘယ်လောက်ရှိလို့လဲမချေမုန်းနိုင်ဘူးလားပါလုံးမာတယ်ဒီကောင်တွေကိုလာလို့တဲ့အိမ်ဝိုင်းတကြားဆက်တဲ့သတင်းနဲ့ပေးလိုက်ကောကျဲလဲကျဲတိုက်မယ်ခိုင်းမယ်လို့လာလို့တာဘာမေလိုးတွေကဘာကောင်းနေလို့ဒီကောင်တွေကနိုင်ငံတက်မတော်ကတိတ်ခါကြကြအကြောင်းမရှိဘူးဗျနော်အားလုံးကိုကျွန်တော်တို့ကသိတယ်နိုင်ငံနဲ့ပတ်သက်ပြီးတော့မှရှင်ပြီးတော့ဒီလိုအနေအထားမျိုးလူကြီးတွေဘယ်လိုမျိုးလုံးနိုင်ရသိတယ်ဒီမေလိုးတွေကကျွန်တော်အမြဲတမ်းပြောတယ်လူတက်လက်နဲ့ကင်ပြီးတော့မှအချောက်တယ်လို့ကျွန်တော်အမြဲတမ်းပြောတယ်အခုဖြစ်တော့ကြတော့အခုလောက်တာပြီကြည့်မြန်မာပြည်မှာခင်ဗျ135မျိုးဗျာဒီ TNL လေးမရှိတော့ဘာဖြစ်လို့ထုတ်ပလိုက်သွားမေလိုးချုပ်တယ်စော့ပလောင်လေးလိုးမမေလိုးတွေမေလိုးတိုက်တော့ကတော့သကုံတိုက်တာမနိုင်လဲမနိုင်ရောအစောက်တန်မျိုးတွင်တာအခုတာဖုံးကျော်ပဲမှလဲပြောရဲလားမန်ဘေးကနေပြီးတော့မှနန်းခမ်းဟိုမှာစကန်းပါလဲတစ်ကုန်းလားအဲ့ဘေးကတိုက်ပြမှာသွားနေတာမေလိုးကကျွန်တော်ကအကုန်မြေပုံညွှန်းနေပေးတယ်ခင်ဗျားတို့တိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်နေနော်အကြမ်းဖက်လက်နက်ကင်ခေါင်းတောင်းချမ်းသူတပုံတွေကိုကျုပ်တို့ပြောမယ်ကျုပ်တို့ကအခြေခံစစ်တီတက်မတော်သားတွေဘက်ကနေအမြဲတမ်းတိုက်ပွဲဝင်မဲ့ကောင်ကျုပ်ကခင်ဗျားတို့တခုပြောမယ်ခင်ဗျားတို့မတိုက်ရဘူးမလားအစောကြီးမတိုက်နဲ့မေလိုးတွေငါလိုးမသားကြီးမြန်မာပြည်မှာလက်ချိုးရည်တွဲလို့ရတယ်နော်ဦးမေးအောင်လိုက်ရဲ့ဒူးချုပ်ရဲ့ကဆရာမူတွေရဲ့ဝင်ကြီးချုပ်တွေရဲ့တိုင်းမှုတွေရဲ့တမမှုတွေမင်းတို့အချမ်းဖက်တဲ့ကတောင်းချမ်းသူတပုံတွေအားလုံးမင်းတို့တိုင်းမျိုးကိုဖျက်ဆီးနေတာမင်းတို့ကောင်းနေ
နော်မင်းတို့ငင်းချမ်းရေးမင်းတို့တရားဝင်ခေါ်ထားပြီးသားဘေးလို့တွေတိုက်တော့မနိုင်တော့ကြတော့အခုကြတော့မင်းတို့လီးလို့မလို့လှုပ်လာတာငါတို့မှအဲ့ဒါကိုလည်းနိုင်ငံတော်မှာအကြီးကဲတွေခေါင်းဆောင်တွေကဒီတိုင်းပဲလှုပ်ထားတာခင်ဗျားတို့စစ်ပွဲပဲဒီတိုင်းမှာတော့ကျုပ်တို့ဆုံးသွားတဲ့တပ်မတော်သားမိသားစုတွေရဲ့ဖခင်မဲတဲ့ဘွားတွေမိခင်မဲတဲ့ဘွားတွေတပ်မတော်သားတွေရဲ့ဆုံးရပိုင်ခွင့်ရှိတဲ့ဟာတွေကိုခင်ဗျားတို့ဘာလုပ်ပေးမှာတော့ဒီမေလို့တွေကကောင်းလို့လားခင်ဗျားတို့မှာအရေးချင်းအဲ့လောက်ကြည့်နေတယ်ဆိုရင်တိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်တွေကိုခင်ဗျားတို့စပွဲဝိုင်းကိုမခေါ်နိုင်ဘူးလားရှင်းရှင်းလေးလက်နက်ကင်အပြတ်တက်ရမှာလက်နဲ့မကင်ဘူးဆိုရင်ခင်ဗျားတို့ပေးလိုက်ထုံးမြတ်နိုင်ကိုရခိုင်ဝင်ကြီးချုပ်ပေးလိုက်အဲ့ကိုမေကိုလို့ချောင်းမလည်းလာမှာမဟုတ်ဘူးခွမ်မော်တို့အင်မလာတို့ပေးလိုက်ဖုံနာရှင်ကိုပေးလိုက်အခုလက်ရှိဖြစ်နေတာအဲ့လိုဘယ်နဲ့စစ်ပွဲတွေတိုက်နေတာကျိုးတို့ပြည်သူလူထုတွေအရန်နေလာတယ်ခင်ဗျားတို့ကအနေစားမပြတ်ဘူးလေခင်ဗျားတို့ကဗုဒ္ဓဘာသာဆိုရင်ဗုဒ္ဓဘာသာအချင်းချင်းခရစ်ယာန်ဆိုရင်ခရစ်ယာန်အချင်းချင်းအစ္စလာမ်ဆိုရင်အစ္စလာမ်အချင်းချင်းအခုမဟုတ်ဘူးလေခင်ဗျားတို့ကကိုချင်းစာစိတ်မှမရှိတာတိုင်းပြည်တလောက်ကြီးပြတ်သွားတယ်မသိတဲ့ပြည်သူလူထုတွေအများကြီးပေးဆက်လိုက်ရပြီအိုးအိမ်တွေနေရာတွေဒေသတွေ